မင်းကလေးကအစားစားတာအရန်ကိုတန်တာပါသူမအစားစားတဲ့ပုံစံကလည်းထူးဆန်းလွန်းလို့လူတွေကဘေးကနေဝိုင်းကြည့်တတ်ကြပါတယ်ဒါကြောင့်ပဲသူမဟာထမင်းကိုအေးဆေးဆေးစားချင်တာနဲ့ခေါင်းမိုးထက်ကိုခိုးတက်ပြီးသွားစားလိမ့်ရှိတယ်ဒီနေရာကိုဘယ်သူမှလာမှာမဟုတ်ဘူးလို့သူမထင်ထားတာကြောင့်ဘာကူမှအာမနာနဲ့အာရပါရစားပါတော့တယ်သူမရဲ့ဒီစားပုံစားနည်းကလူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲပေးလိုက်လိမ့်မယ်လို့အိမ်မက်တောင်မမှတ်ဘူးပါဘူးတကယ်တော့ခေါင်းမိုးထက်ဆိုတာ CEO တယောက်တည်းအတွက်ပဲတီးတန့်ပေးထားတဲ့နေရာဖြစ်လို့အမြဲတမ်းလူရှင်းနေတာပါအဲ့ဒီအချိန်မှာ CEO ကသူ့ယုံတန်းတွေကမှန်ကတဆင့်ခေါင်းမိုးထက်မှာပျော်ပျော်ပါပါအစားစားနေတဲ့သူမကိုကြည့်နေခဲ့ပါတယ်ဒေါသကြီးတယ်လို့နာမည်ကြီးတဲ့ဒီလူဟာသူမကိုစူပူတာအလုတ်ထုတ်တာမျိုးမလုပ်တဲ့အပြင်မှန်ပေါ်ကသူမရဲ့အရေးနဲ့သူမပြန်ကစားနေတာကိုတောင်သဘောတကျကြည့်နေခဲ့တာပါတကယ်တော့ CEO ဟာအစားတောက်လုံးဝပြည့်စေတဲ့ယောဂဝေဒနာကိုအပြင်းထန်ခံစားနေရသူပါဒါပေမဲ့မိန်းကလေးစားနေတာကိုမြင်လိုက်တဲ့အခါမှာတော့သူ့ရဲ့အစားစားခြင်းစိတ်ကချက်ချင်းပြန်နှိုးထားခဲ့ပါတယ်တာမန်မိန်းကလေးတယောက်ကသူ့အပေါ်ဒီလောက်အထိလွှမ်းမိုးနိုင်မယ်လို့သူပထမဆုံးအကြိမ်သိလိုက်ရတာပါပဲအဲ့ဒီနေ့ကစပြီး CEO ဟာသူမကိုဆွဲလန်းသွားပါတော့တယ်နေ့လည်စာစားချိန်ရောက်တိုင်းတင်းပေါက်နာမှာသူမအလာကိုစိတ်လှုပ်ရှားစွာစောင့်နေတတ်တယ်မင်းကလေးရောက်လာတာနဲ့သူမရဲ့လှုပ်ရှားမှုတိုင်းကိုလိုက်တူယူပြီးဇွန်းကင်ပုံကအစာလိုက်လုပ်ပါတော့တယ်ပြီးရင်တော့သူမလိုပဲအစားအစာတွေကိုပါဆက်ထဲအပြည့်ထည့်ပြီးဝါးစားတော့တာပါပဲအရင်ကအစားတောက်အရန်ကြီးများတဲ့ဒီလူဟာအခုတော့ဘာကူမှဂယုမဆိုင်တော့ပါဘူးမင်းကလေးအေးမိမှာစိုးရိမ်လို့ဆိုပြီးအပူပေးဆက်လေးကိုတောင်တိတိကျကျပြင်ဆင်ပေးထားလိုက်ပါသေးတယ်ဘာမှမသိရှာတဲ့မင်းကလေးကတော့အပူပေးဆက်ကိုမြင်တဲ့အခါငါတော့ကံကောင်းတာပဲလို့တွေးပြီးအားရပါရဆက်စားနေတာပေါ့တခါတလေအလုပ်တွေများလို့အချိန်မီမစားနိုင်ရင်တော့အလုပ်ပြီးတာနဲ့သူမကိုတစ်ချက်လောက်မြင်လိုက်ရအောင်ကုမ္ပဏီကိုအပြေးလွှားပြန်လာတတ်ပါတယ်သူ့အတွက်တော့ဒီမိန်းကလေးကသူ့ဘဝရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လို့နေပါပြီနောက်တော့ CEO ကတူတူလေးရဲ့မွေးနေ့ပါတီကိုဖိတ်ဖို့ဖိတ်စာလေးကိုကိုယ်တိုင်ရေးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီဖိတ်စာကိုသူမကိုကြိုက်နေတဲ့သူ့တငယ်ချင်းကမြင်သွားပြီးခိုးယူသွားကသူကိုယ်တိုင်သွားဖိတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်တစ်နေ့မှာတော့အဲ့ဒီတငယ်ချင်းကမိန်းကလေးကိုလာကြိုပါတယ်မိန်းကလေးကပျော်ပျော်ရွှင်ရွှင်နဲ့ကားပေါ်တက်ဖို့လုပ်တဲ့အခါကားထဲမှာထိုင်နေတဲ့ CEO ကိုတွေ့လိုက်ရတာပေါ့သူမချက်ချင်းထိတ်လန့်သွားပြီးထွက်ပြေးခြင်းပေမဲ့လွတ်လန်းမရှိတော့တာကြောင့်သူ့ဘေးမှာမတက်တာပဲဝင်ထိုင်လိုက်ရပါတယ်ဒါတွေအားလုံးဟာ CEO ရဲ့အစီအစဉ်တွေဆိုတာသူမလုံးဝမသိခဲ့ပါဘူးမကြခင်မှာပဲသူတို့ပါတီကိုရောက်သွားကြတဲ့အထဲကိုဝင်ချင်းမှာပဲ CEO ကသူမကိုချစ်ခွင့်ပန်ပါတော့တယ်သူမဘာပြန်လုပ်ရမှန်းတော့မသိခင်မှာပဲ CEO ကသူမလက်ကိုဆွဲပြီးခမ်းမထဲကိုတန်းခေါ်သွားပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့သူ့တငယ်ချင်းမှာတော့မှင်တက်ပြီးကြံရစ်ခဲ့ပါတော့တယ်